အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ MCA မြန်မာ Chevening Alumni ကိုစားနှုတ်ခွန်းဆက်တာပါတယ်အခုဆိုရင်ကျွန်တော်တို့ဒီ Chevening ရဲ့ interview stage ကိုရောက်လာပြီဖြစ်ပါတယ်အဲ့ဒီခါမှာပြီးခဲ့တဲ့ကြာသေးခင်ကာလကလည်းကျွန်တော်တို့လက်ရှိတက်ရောက်နေတဲ့ Chevener တွေနဲ့ MCA နဲ့ပူးပေါင်းပြီးတော့ British Embassy ရန်ကုန်နဲ့ပူးပေါင်းပြီးတော့ကျွန်တော်တို့ဒီ interview ကိုချင်းကပ်မဲ့ strategy ဘိုင်းကိုလည်းဆွေးနွေးပေးခဲ့ပါတယ်အခုကလည်းဒါရဲ့ asset လို့ပြောလို့ရပါတယ်ကျွန်တော်အဓိကအားဖြင့် Chevening interview ကိုယ့်ရဲ့အတွေ့အကြုံပေါ်အခြေခံပြီးတော့ပေါ့နော် review ဟာဘိုင်းဘယ်လိုမျိုးချင်းကပ်ပြီးတော့ဖြေဆိုလဲဆိုတာကိုကျွန်တော်အကြံဉာဏ်ပေးသွားမယ် podcast လေးဖြစ်ပါတယ်အဲ့တော့ဒီ podcast လေးကိုစခင်မှာအခု MCA ရဲ့ member တွေနဲ့အချက်မိတ်ဆက်ပေးချင်ပါတယ်ကျွန်တော်နာမည်ကချိုင်းပါကျွန်တော်တို့အခုဒီ MCA မှာ chairperson ဖြစ်တာဝန်ယူဆောင်ရွက်နေပါတယ်ကျွန်တော်က2015 batch ကဖြစ်ပါတယ် University of Durham မှာ conflict prevention and peace building ဘာရဲ့ကိုတက်ရောက်သင်ယူခဲ့ပါတယ်ကျွန်တော်ရဲ့ number မှာတော့ငါလာပွဲ blue ဖြစ်ပါတယ်2006 batch ကပါသူကတော့ဒီ Open University မှာ environmental policy နဲ့ဘာရဲ့ကိုတက်ရောက်သင်ယူခဲ့သူဖြစ်ပါတယ် MCA မှာတော့ vice president ဖြစ်တာဝန်ယူထားပါတယ်ကျွန်တော်ရဲ့ဘယ်မှာထိုင်နေတာတော့မနေ့ဖြစ်ပါတယ်2021 2022 batch ကဖြစ်ပါတယ်။မနေ့ဖြူကတော့ MCA မှာဆိုရင် Executive of Finance and Administration တာဝန်ယူထားဖြစ်ပါတယ်။နေ့ဖြူက University of Sussex ကနေပြီးတော့ International Education Development ဘာသာရေးနဲ့အကြောင်းပြခဲ့တာဖြစ်ပါတယ်။ကျွန်တော်ဒီဘက်ဆိုမှာတော့မဆုမြတ်ထက်ဖြစ်ပါတယ်။မဆုမြတ်ထက်ကတော့ MCA ရဲ့ point of contact ဖြစ်ပါတယ်။ Secretary နဲ့Executive of Communications တာဝန်ကိုယူထားပါတယ်။မဆုမြတ်ထက်ကလည်းပဲ2021-2022 batch ကဖြစ်ပါတယ်မဆုမြတ်ထက်ကတော့ University of Southampton ကနေပြီးတော့ Education Management Leadership ဘာသာရပ်နဲ့ကျောင်းပြီးခဲ့တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီမေကွန်အဓိကပေါ့နော်ကျွန်တော်တို့ဒီနီးစနစ်ပိုင်းရှင်းကပ်ဖို့အတွက်မေကွန်လေးတွေကျွန်တော်တို့အဓိကကြားတဲ့ဟာလေးတွေဆွေးနွေးသွားဖို့အတွက်ဒီ panel ကိုဦးဆောင်ဖို့သူထွက်ကိုလောလောပေးပါတယ်ဆိုတော့ကျေးဇူးပါဟုတ်ကဲ့ပါကိုကျေးဇူးတင်ပါတယ်ဆိုတော့အခုပထမဆုံးအနေနဲ့ဒီ interview အတွက်ပေါ့နော်မေကွန်လေးတွေစပြီးသွားတော့မေကွန်ပြုပါရှင်ဆိုတော့ပထမဆုံးမေကွန်ကကြတော့အခုဒီ interview email ရောက်ပြီပေါ့နော် interview email ရောက်ပြီဆိုလို့ရှိရင်အကုန်လုံးပျော်ကြတယ်နော်ပျော်ပြီးတဲ့နောက်မှာပဲအနောက်ကနေပြီးသွားတော့ငါပြင်ဆင်ရတော့မယ်ဆိုပြီးတော့စိတ်လေးရှိလာတယ်ပေါ့အဲ့တော့ interview email ရပြီးတဲ့နောက်မှာဒီ interview နေ့မတိုင်ခင်အထိပေါ့နော်ဆိုတော့ပြင်ဆင်ခဲ့အကုန်လုံးပြင်ဆင်ခဲ့ပုံလေးပြောပြပေးပါအောင်ရှင်ဥပမာပြင်ဆင်ခဲ့တဲ့ကနေရာမှာစိတ်ပိုင်းဆိုင်ရာပြင်ဆင်မှုတွေရှိနေပြီးတော့မေကွန်းတွေကိုဘယ်လိုမျိုးချင်းကပ်မလဲဆိုပြီးပြင်ဆင်တာရှိနေအခြားသောလိုအပ်တဲ့အရာတွေကိုပြင်ဆင်တာရှိနေပေါ့နော်ဆိုတော့ဒါလေးတွေကိုပုံမရဲ့အတွေ့အကြုံလေးပြောပြပေးပါအောင်ရှင်ဟုတ်အနည်းရင်ပြောပြပါအောင်ရှင်ဟုတ်ကျေးဇူးပါဆိုတော့လေဒီပြင်ဆင်ခဲ့တာတွေကတော့အများကြီးပဲပေါ့နော်ဆိုတော့ဒါပေမဲ့အဲ့ဒီထဲကမှအမဒီနှစ်ခုပေါ့နော် highlight လုပ်ချင်တာကပထမဆုံးနေပြီးစဉ်းစားတာကငါမှ information ရှိရလားပေါ့နံပါတ်1ပေါ့နော် information တွေဘယ်လိုစုမလဲပေါ့အဲ့ဒါစဉ်းစားတယ် information ဆိုတဲ့နေရာမှာကိုယ်နဲ့ပတ်သက်တဲ့ information ကိုတက်မဲ့ information ပြီးသွားလို့ရှိရင်ဒီကိုဖြစ်ချင်တဲ့ကိုယ်နဲ့ပတ်သက်တဲ့အဓိကတော့ asset information တွေပေါ့နော်ပြီးသွားရင်ဒုတိယအပိုင်းကတော့အဲ့ဒီ information ကို interview နေကြလို့ရှိရင်ဘယ်လိုပုံစံနဲ့ present လုပ်မလဲဘယ်ဘက်ကမေးလာရင်ပေါ့နော်ဆိုပြီးတော့အပိုင်းနှစ်ပိုင်းနဲ့ပြင်ဆင်တယ်ပေါ့နော်ဆိုတော့ information ကိုရဖို့ဆိုလို့ရှိရင်တော့essays တွေကိုအဓိကအားဖြင့်ပြင်ပြီးတော့ review လုပ်တယ်ပေါ့နော် essays တွေကို review လုပ်တယ်ပြီးသွားလို့ရှိရင်အဲ့ဒီ essays တွေထဲမှာရှိတဲ့အချက်လက်တွေကိုပို့ပြီးတော့ချူတောင်ပေါင်းစုံကနေပြီးတော့ချိတ်ဆက်မိနိုင်အောင်ဆိုပြီးတော့ mind map လေးတစ်ခုတိစောက်လိုက်တယ်ပေါ့နော်ဒါကတော့အမရဲ့ဒါ information စုတဲ့ပုံစံပေါ့နော်ဆိုတော့ information ရသွားပြီးလို့အဲ့ဒီ mind map ပြသွားပြီးတဲ့အခါကျလို့ရှိရင်နောက်တစ်ပိုင်းအနေနဲ့အမသွားတာကြတော့ဘယ်လို present လုပ်မလဲပေါ့ deliver လုပ်မလဲပေါ့ဆိုတဲ့အခါကျတော့များသောအားဖြင့် interview မှာစိတ်အပူဆုံးကကိုယ်မှာ information ရှိရတာနဲ့ကိုယ်လုပ်ခဲ့တဲ့အလုပ်တွေရှိရတာနဲ့အဲ့ဒါကိုနေပြီးတော့တည်တည်ချာချာကြနနာလေး present မလုပ်နိုင်ပါဘူးစိတ်ပူတာပဲပေါ့နော်ဆိုတဲ့အခါကျတော့အမအဲ့ဒီ present လုပ်ဖို့အတွက်ကြတော့ဘာကို practice လုပ်ခဲ့လဲဆိုတော့ visualization ဆိုတဲ့ strategy ကိုသုံးခဲ့တယ်ပေါ့နော် visualization ကကြတော့ကိုယ့်အကူမျက်လုံးလေးတာလေးမိတ်ပေါ့နော်မိတ်ပြီးသွားလို့ရှိရင်ဒါ interviewer က questions လေးမေးကြည့်လိုက်ကိုကပြန်ဖြေကြည့်လိုက်ပေါ့နော်ပါဇက်ကနေရွတ်ပြီးတော့ပေါ့နော်ပါဇက်ကလည်းရွတ်ပြီးတော့လုပ်တဲ့အဲ့ practice စာလေးကိုမကြလုပ်ခဲ့တယ်ဆိုတော့အဓိကတော့အဲ့နှစ်ခုကိုပြင်ဆင်ခဲ့ပါတယ်ဆိုတဲ့ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဟုတ်ကိုချင်းပြောပြပေးပါအောင်ရှင်
ကျန်တဲ့အတူချုပ်လေးပါပဲအခုစုထက်မေးခွန်းထဲမှာလည်းပါတဲ့အပိုင်းပေါ့နော်အပိုင်းကဒီ interview အတွက် technical ပိုင်းပါပြင်လဲဆိုတော့စိတ်သက်ပိုင်းပေါ့နော်ပထမတော့အရေးကြီးတဲ့လူကစိတ်ကစောင့်မှာနောက်ကကိုခဏကိုလိုက်လို့တာဆိုစိတ်သက်ပိုင်းဆိုင်ရာလူမျိုးပြောချင်တယ်အဲ့အချိန်မှာinterview ခေါ်တာရအချိန်မှာတော်တော်ဝမ်းသာတယ်တော်ပြောရတဲ့သူဘာဖြစ်လဲဆိုတော့ pressure တော်တော်ပြီးရဟိုဒါကဟိုလက်လွတ်မခံတဲ့ once in a lifetime အချိန်ရောက်လာပြီဆိုတော့စိတ်ကယုံကြည်ဖို့စိတ်ကိုခဏတော် calm down လုပ်ယူရတယ်။ဘာလို့ဆိုတော့လက်လွတ်မခံတဲ့စိတ်ကပေးတဲ့ pressure နေတဲ့ pressure မဟုတ်ဘူးပေါ့နော်။အဲ့ကမှဆိုရင်ဘယ်လိုလုပ်ရလဲဆိုတော့ဘယ်လိုလုပ်ခဲ့လဲဆိုတော့ okay ရောက်လာပြီဆိုတော့ဒါကိုဘယ်လိုရင်ဆိုင်မလဲဆိုတဲ့အခါမှာမင်းပြောရမှာပါ visualize လုပ်တဲ့ဆိုတဲ့အခါမှာကိုကျန်းဆုံးဖြတ်လိုက်တယ်။ဒါကိုငါကောင်း deliver လုပ်မယ်။အဲ့တော့ဒီခေါ်စာဆို interview ခေါ်စာရတဲ့ချိန်ကနေပြီး date ကိုနေတိုင်းကောင်းအောင်နေရမယ်ပြီးနေတိုင်းကday in day out က champion mind နဲ့နေရမယ်ဆိုကိုauto suggest လုပ်တဲ့အချိန်မှာပဲလုပ်ပြီးတော့မလုပ်လဲဆိုတော့ 3P ကိုပဲကိုချန်ပြောချင်ပါတယ် initial ပိုင်းချင်းကပ်ပုံမှာပေါ့နော်အရင်ပြောတဲ့ things alike ပါပဲเนาะဘာဆိုတော့ကိုဘာမေးခံလဲဆိုတော့ champion ဖြစ်ဖို့ဆို champion mind နဲ့နေပြီး champion ဖြစ်ဖို့ထိုင်ဆောင်လို့မရဘူးလေအဲ့တော့ပြင်ဆင်တဲ့အခါမှာ proactively ငါဘာတွေမေးခံမလဲသူတို့နေရာမှာငါဆိုရင်ဘာတွေမေးချင်မလဲဆိုတော့သိအောင်ပြင်ဆင်တယ်အဲ့မှာတော့ထုံးစံတိုင်းပဲကိုရေးခဲ့တဲ့ essay ကကိုပြောတာနဲ့တွားဖြည့်တာနဲ့လွဲနေကိုဘူးမှကြိုက်မှာမဟုတ်တော့ consistency ပျောက်သွားတယ်เนาะအဲ့ကောင်လေးကိုအဓိကထားပြီး proactively ကိုဘာတွေမေးမလဲဆိုတာကိုជីវနေ website ကိုပဲအကိုးကားပြုပြီးတော့စလေ့လာတယ်ပေါ့နော်ဘာတွေမေးမှလဲဆိုတော့အဲ့ဒါသိပြီဆိုရင်ခုနကကိုယ့် essay ကိုပြန်ဖတ်တယ်ပြီးပြီဆိုရင်အဲ့ဒီသွားမဲ့နေမှာကိုယ်အိမ်နဲ့ကိုချမ်းတော်က interview ကိုကိုယ်တိုင်သွားပြရတာဆိုတော့ travel time ကအစဝတ်သွားမဲ့အဝတ်အစားအစပြီးသွားပြီဆိုရင်တရောင်းတရှိဖို့အတွက်ငါဘယ်လိုသွားမလဲပြီးတော့မေးခွန်းတွေမှာဆိုရင်ဘယ်မေးခွန်းတွေကဘယ်လိုမေးလာလဲသူတို့နေရာပဲကိုချမ်းမကြည့်ဘူးကိုချမ်း candidate တစ်လက် panel တစ်လက်အဲ့လိုကို switch လုပ်ပြီးကြည့်ခဲ့ visualization မှာပဲနောက်ပြီးတော့အဲ့ဒါကတော့ proactive ဆိုရင်တော့ prepare ပေါ့နော် prepare တခြားလုပ်ခဲ့တယ်လုပ်ပြီးတဲ့အခါမှာpractice တခြားလုပ်တယ် practice ကတော့ကျွန်မတကယ်ချင်းမရှိဘူးအဲဒီတော့လည်းအလုပ်တစ်ဖက်နဲ့တောင်းများနေတဲ့အချိန်ဆိုကြောင့်လို့ကိုယ်အတန်ကိုဖမ်းပြီးတော့ပဲမေးခွန်းမေးကြည့်တယ်မေးခွန်းမေးကြည့်တဲ့အခါမှာတကယ် interview လို့မှုသွင်းပြီးဖြေပြီးတော့ငါအတန်တွေကလောနေလားဘလုံးမတွေးဖြစ်နေလား English က clear ဖြစ်လားအဲ့လိုလေးလေ့ကျင့်ခဲ့ပါတယ်ဟုတ်ကဲ့ပါအကိုကျေးဇူးတင်ပါတယ်အဲဆိုလို့ရှိရင်အမလာပြောပြပါအောင်ရှင်ဟုတ်ကဲ့နေငေါကိုချောင်းပြောသွားတာဒါဘက်ဆုံးအပြည့်စုံပဲပေါ့နော်စိတ်ပိုင်းဆိုင်ရာပြင်ဆင်မှုရောရုပ်ပိုင်းဆိုင်ရာပြင်ဆင်မှုရောပေါ့နော်ဒီစိတ်ပိုင်းဆိုင်ရာပြင်ဆင်မှုကတော့ဒါအားလုံးကတော့ overcome လုပ်ရမှာဒါ individual challenge ဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့ဟို mentality ကိုပြင်ရမယ်ပေါ့နော်တည်ငြိမ်အောင်အရင်လုပ်ရမှာတော့ဒါကိုတချို့ကြတော့လေ yoga နဲ့ဟိုလောက်တာရှိတယ်ဒါတချို့ကြတော့လေတရားထိုင်တာရှိတယ်အနည်းနည်းပေါ့နော်ဒါတော့တယောက်ချင်းရဲ့ adaptability ပေါ်မှာမူတည်ပါတယ်ဒါပေမဲ့မိခွန်းနေပြင်ဆင်မှုအပိုင်းမှာကြတော့ပေါ့နော်ဒီလိုဒါကဟိုမေးနိုင်တဲ့မိခွန်းတွေကတော့ similar တွေပဲပေါ့နော်ဆိုတော့အဲ့ဒါကိုကြိုးစဉ်းစားရတယ်ကြိုးစဉ်းစားပြီးတော့အဓိကကတော့ကြတော့ကိုရေးခဲ့တဲ့ကိုပြင်ဆင်ခဲ့တဲ့ essay ကိုပြန်ပြီးတော့သေချာပြန်ကြည့်တယ်ပေါ့နော်အဲ့ဒီအပေါ်မှာပဲကိုရဲ့ဟိုစားပေါ့နော်ကိုကိုသူကပို့ပြီးတော့ explore လုပ်မှာလို့မြင်ပြီးတယ်အဲ့အတွက်ကြောင့်အဲ့ဒီ essay တွေကိုသေချာနာပြန်ဖတ်တယ်ပြီးတော့ဒီ essay မှာကကိုဒီကိုကိုတိုင်းဟောပါပါနော် authentically ရေးခဲ့တဲ့ဟာလည်းပါတယ်လို့တစ်ဖက်ကလည်းကိုအကြံဉာဏ်ယူရတဲ့လူတွေစီကလည်း input တွေပါကောင်းပါမယ်အဲ့ဒီအပေါ်မှာပြန်ပြီးတော့မှ dig out လုပ်ပြီးတော့မှ highlight ပြန်လုပ်ပြီးတော့မှဒီနေရာနေပြီးတော့ဘယ်ဟာကယူပေါက်ဟာကွက်ဖြစ်နိုင်လဲကိုအတွက်ဟိုပေါ့နော် counter question ပြန်ဖြစ်နိုင်မယ်ဆိုတဲ့ဟာမျိုးပေါ့လေတွေးပြီးတော့မှဟိုပေါ့နော်ညံမိတလောက်တော့တွေးတာပေါ့နော်တွေးပြီးတော့အဲ့ဒါကိုပြင်ဆင်ပါတယ်လို့အမတို့ပြောသလိုပဲပေါ့နော်ညီမလေးစုထက်ကရောဒီ interview မတိုင်ခင်မှာပြင်ဆင်ရတဲ့စိတ်ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာပြင်ဆင်မှုတွေကိုလည်းဝေမျှပေးပါအောင်ဟုတ်ကဲ့မရုပ်ပိုင်းဆိုင်ရာတော့ချောပြီးလားဆိုပြင်ဆင်ချင်မလို့အဲ့တော့ပဲဟုတ်ကဲ့ဆိုတော့စိတ်ပိုင်းဆိုင်ရာကြတော့ဒီ email ရပြီးတဲ့ကိုကဒါကြီးပင်းကကိုယ့်ရဲ့ဒီ interview ဟာမတိုင်ခင်မှာကိုယ့်ရဲ့ essay တွေကိုအတိအမှတ်ပြုရဲဆိုပြီးတော့စိတ်ထဲမှာဟိုမှတ်ထားလိုက်တယ်ပေါ့နော်ဆိုတော့ဒါဆိုလို့ရှိရင်တစ်ဝက်လောက်ကကို confidence တက်လာတယ်ပေါ့နောက်တစ်ခုကကြတော့ဒီမေကွန်းတွေပြင်ဆင်နေပေါ့နော်မေကွန်းတွေပြင်ဆင်တဲ့အခါမှာပထမဆုံးကကြတော့ Chipping website ထဲမှာရှိနေတဲ့ဟာတွေကိုလေ့လာတယ်ပြီးလို့ရှိရင်ဒီ YouTube video တွေကြည့်ရပေါ့နော် YouTube video ကြည့်တဲ့အခါမှာသူတို့ပြောတဲ့
အကြောင်းအရာတွေကတော့မိကုံကိုချင်းကတ်တဲ့ပုံစံမျိုးပြောတာပေါ့နော်အဲ့ခါကျတော့ကိုနဲ့ဆိုလို့ရှိရင်တော့ဘယ်လောက်ထိအဆင်ပြေနိုင်မလဲဆိုပြီးတော့ဒါ craft လုပ်ပြီးတော့မိကုံလေးကိုပြင်ဆင်နေပေါ့နော်နောက်တစ်ခုကကျတော့ကျွန်တော်တို့ကဒီ interview ခေါ်တဲ့အချိန်နဲ့ဒီ application ကို submit လုပ်တဲ့အချိန်လေးကအချိန်လေးနည်းနည်းလေးဟာရပေါ့နော်အဲ့ခါကျတော့ဒီ essay ထဲမှာရေးခဲ့တဲ့အကြောင်းအရာတွေအပြင်ကို interview မတိုင်ခင်အထိမှာကိုလုပ်ခဲ့တဲ့ဒီအလုပ်တွေမှာအတွေ့အကြုံအသစ်တွေရှိခဲ့တယ်ဆိုလို့ရှိရင်အဲ့ဒီအတွေ့အကြုံအသစ်တွေကိုနည်းနည်းလေးထပ်ပြီးတော့ရေးလိုက်တယ်ပေါ့နော်အဲ့ခါကျတော့ကိုကဒီဓာတ်ထဲမှာလည်းဘယ်လောက်ထိ improve ဖြစ်နေလဲဆိုတာဟိုပြရတယ်ပေါ့နော်အကယ်၍များမေးခဲ့သည်ရှိတော့ကိုပြန်ပြီးတော့ပြောလို့ရတယ်ပေါ့နော်နောက်တစ်ခုကကျတော့ကို channel ရဲ့မလာပြောလို့ပုံစံမျိုးပဲဒီ interviewer ရဲ့ point of view ကနေပြီးတော့ကြည့်ကြည့်ရပေါ့ကြည့်ပြီးတော့ကိုယ့်ရဲ့ essay ကိုဖတ်ပြီးတော့သူအနေနဲ့များထပ်ပြီးတော့ဘယ်လိုမျိုး follow up မေးခွန်းတွေများရှိနိုင်သေးလဲပေါ့နော်။ဘာတွေများသိကျင်နိုင်အောင်မလဲဆိုတော့မေးခွန်းလေးကိုချရေးစစ်ခဲ့တယ်essay တစ်ခုချင်းစီအတွက်ကိုအဲ့လိုပုံစံမျိုးနဲ့ဆိုတဲ့ချိန်မှာမေးနိုင်တော့တဲ့မေးခွန်းလေးရလာတယ်ပေါ့နော်။ပြီးတော့အဲ့မေးခွန်းတွေရပြီဆိုလို့ရှိရင်ဘယ်လိုပုံစံမျိုးဖြစ်မလဲဆိုတာကို gist လေးတွေထုတ်ပြီးသွားပြီဆိုလို့ရှိရင် mock interview ကိုနှစ်ခါလုပ်ခဲ့တယ်ပေါ့နော် mock interview ကိုလုပ်တဲ့အခါမှာလည်းအဲ့ဒီတကယ်တမ်း interview လေးမှာအသုံးပြုမဲ့ platform နဲ့ပဲအသုံးပြုခဲ့ပြီးတော့လုပ်ခဲ့တယ်ပေါ့နော်အဲ့ခါကျတော့ mock interview ကလည်းတကယ်ချင်းကိုပဲမေးခိုင်းရတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့တကယ်ချင်းကကိုယ့်အကြောင်းကောင်းကောင်းသိတဲ့အတွက်ကြောင့်မို့တချို့အရာတွေမှာဘာတွေလိုအပ်နေလဲဆိုတဲ့ဟာကိုအားမနာရင်သူက feedback ပေးနိုင်တယ်ပေါ့နော်အဲ့ခါကျတော့ပထမတစ်ခေါက်မှာသူ့ကိုမေးခွန်း list ကိုပေးပြီးတော့ငါ့ကို randomly ပဲမေးပေးပါဆိုပြီးတော့ပြောခဲ့တယ်နောက်တစ်ခုကကျတော့သူ့ကိုchecklist တွေတစ်ခုလည်းပေးခဲ့တယ်ပေါ့နော်အဲ့ဒါဘာလဲဆိုလို့ရှိရင်စတဲ့ရဲ့ဖြည့်တဲ့ပုံစံတွေနောက်တစ်ခုကကျတော့ eye contact တွေဘာတွေရှိနေလဲဆိုတဲ့ဟာကိုလည်းသူ့ကိုကြည့်ခိုင်းတာပေါ့နော်ဆိုတော့ပြီးလို့ရှိရင်အဲ့ဒါကို recording လုပ်ပြီးတော့သူစီကနေပြီးတော့လည်း feedback ပြီးတောင်းတယ်ပြီးတော့ကိုယ့်အနေနဲ့လည်းဘာလို့လဲဆိုတဲ့ဟာကို facial expression တွေကအစအတန်အစဖြည့်ပုံကအစပေါ့နော်ဘာတွေမှားသွားလဲဆိုတဲ့ဟာကို note down လုပ်တယ်ပြီးတော့ဒီတစ်ခေါက်မှလည်းအဲ့လိုပုံစံမျိုးနဲ့တစ်ခေါက်ပြန်ပြီးတော့လုပ်ခဲ့ပါတယ်ရှင့်အရန်ကိုကြိုတင်ပြီးကောင်းမွန်ပြင်ဆင်ခဲ့တာပဲเนาะ mock test ဆိုအစစ်လို တကယ်ကိုအစစ်လိုပဲအဲ့လိုမျိုးပတ်ပိုးကူညီတဲ့တငယ်ချင်းကောင်းတွေရှိရလဲဒါဂုဏ်ယူစရာပဲညီမလေးဟုတ်ကျေးဇူးတင်ကြကောင်းပါတယ်နောက်ထပ်မေးခွန်းတစ်ခုအနေနဲ့ကြတော့ဒီ Chiefling website မှာဆိုလို့ရှိရင် interview ဖြေဆိုမဲ့လူတွေအတွက်ပေါ့နော်အဆင်ပြေအောင်လို့ဆိုပြီးတော့ resources တွေတင်ပေးထားပါတယ်အဲ့ resources တွေကတကယ်ကိုအသုံးဝင်တယ်ပေါ့နော်ဆိုတော့ဒီအဲ့ resources တွေကမှဒီအန်နဲ့ပတ်သက်ပြီးဆိုတော့နည်းနည်းလေးမေးချင်တယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာဒီ interview မတိုင်ခင်မှာပေါ့နော်ဒီ Chiefling interview နဲ့ပတ်သက်ပြီးတော့ဒီ 5 questions to consider before Chiefling interview ဆိုပြီးတော့တို့ကအဲ့မှာတင်ပေးထားတယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာဘာလေးတွေပါလဲဆိုတော့နံပါတ်1အချက်ကကြတော့ဒီ leadership ကကိုယ့်အတွက်ဘယ်လိုမျိုးmain ဖြစ်လဲပေါ့နော်ဘယ်လိုမျိုးဆိုလိုတယ်လဲပေါ့နော်ဆိုတော့ဟို definition ပြောခိုင်းတာမျိုးမဟုတ်ဘဲနဲ့ကိုယ့်အတွက်ဘယ်လိုမျိုးဆိုလိုတယ်လဲဆိုရင်လေးလုံးတစ်ခုရယ်ဒုတိယလေးလုံးကကြတော့အခြားလူတွေအပေါ်ကိုကနေပြီးတော့influence လုပ်နိုင်သလားပေါ့နော်ဆိုတဲ့ဟာလေးမိကုံတစ်ခုရယ်ဒုတိယတတိယမိကုံကကြတော့ကိုက professional relationships တွေကိုmaintain လုပ်တဲ့အခါမှာထိန်းသိမ်းတဲ့နေရာမှာကောင်းမွန်သလားဆိုရင်မိကုံရယ်စတုဒ္ဓမိကုံကကြတော့ဒီကိုရဲ့ဒီရွေးထားရပေါ့နော် essay ထဲမှာရွေးထားရဒီ chosen courses တွေပြီးသွားပြီဆိုလို့ရှိရင် university ကို research လုပ်ပြီးသွားပြီလားဆိုရင်ဒီကောနောက်ဆုံးမိကုံကကြတော့ကိုယ့်ရဲ့ home country အတွက်ကိုဘယ်လိုမျိုး impact တွေရှိအောင်လို့အတွက်ကိုလုပ်ပေးခြင်းလဲဆိုရင်မိကုံပေါ့နော်ဆိုတော့ဒီမိကုံလေးတွေနဲ့ပတ်သက်ပြီးတော့သူကရေးပြီးတော့ပြောပြထားတယ်ပေါ့နော်ဆိုတော့အကိုမတို့အနေနဲ့ဒီအခု9ချက်ကလေးပေါ့နော်အဲ့9ချက်လေးပေါ်မှာမူတည်ပြီးတော့ဟိုချက်ထွင်ပြီးတော့ပြောချင်တဲ့အားလေးတွေရှိရဆိုလို့ရှိရင်ပြောပြပေးပါပေါ့နော်အဲ့9ချက်အပြင်ကိုမှကိုကနေပဲထပ်ဆောင်ပြီးတော့ပြောချင်တဲ့အားလေးတွေရှိရဆိုလို့ရှိရင်လည်းပြောပြပေးဖို့အတွက်ဖိတ်ခေါ်ချင်ပါတယ်ရှင့်ဆိုတော့ပထမဆုံးကိုချက်ပြောပြပေးပါအောင်ရှင့်ဟုတ်ကဲ့ဒီ Chiefling website မှာပေါ့နော်ဒီ officially ပြောထားတဲ့9ခုတဲကတော့အရန်ကြီး scope ကျော်သွားတဲ့ဟာတော့မရှိဘူးဒါပေမဲ့9ခုကိုဘယ်လိုပုံစံမျိုးနဲ့ integrate လုပ်ပြီးတော့မေးလာမလဲဆိုတော့အတွဲဆက်လေးတွေပေါ့မေးခွန်း configuration လေးတွေတော့ကိုကပါဝါနဲ့ရှိဖို့လိုပဲဒါပေမဲ့ပါဝါနဲ့ရှိမှုဆိုတော့လည်းပြောရရင်ဟိုပေါ့နော်ဟိုကိုယ့်ရဲ့ common sense နဲ့ပဲဆိုင်တယ်ဘာလို့လဲဆိုတော့ဒီနေရာမှာဆိုရင်ဒီအတွေ့အကြုံကိုပဲ
အခြေခံပြီးတော့ပြောပေးရမယ်ဆိုရင် killer question တွေလာနိုင်တယ် killer question ဆိုတာဘာလဲဆိုတော့ဒီအဲ့ panel နဲ့ကြုံမှကိုယ့်ကိုတကယ် scenario တခုချပေးပြီးတော့ကိုယ့်ကိုစဉ်းစားကြပြီးဒါမျိုးဆိုရင်ဘယ်လိုသဘောရှိလဲဘယ်လိုတွေးမြင်မိလဲဘယ်လိုဖြေရှင်းမလဲဆိုတော့တကယ် real life scenario ကိုပြောပြခိုင်းတာမျိုးရှိဥပမာအဖြစ်ကျွန်တော်ပြန်ပြီးတော့reflect လုပ်ပြရရင်ကျွန်တော်တော့ဖတ်မဲ့ဘာတွေက conflict management and peace building တော့ဖတ်ပြီးတော့ shout တဲ့ achievement ဆိုတာလည်းပဲ post grad level လေဆိုတော့ကိုက extra curriculum တော့နဲ့တော့ပြောလို့မရဘူးအတိုင်းအတာတစ်ခုဒီကိုမှာဒီကိစ္စမှာtheoretically အရင်မကျွမ်းကျင်တော့မှအတွေ့အကြုံတစ်ခုရှိပြီးသားလို့သူမျှော်လင့်ထားတယ်အဲ့ခါမှာဆိုရင်အဲ့ဒီခုနမဆုလည်းပြောရဲမှာလည်းပါတယ်ဘာလဲဆိုတော့ interview ခေါ်ခံရတဲ့အချိန်နဲ့သွားမယ့်ချိန်ကြားမှာအဲ့ဒီဘာသာရေးနဲ့ဆိုင်ပြီးတော့ကဘာနဲ့မြန်မာမှာဖြစ်ပြနေတာရှိနေတယ်ကိုကအဲ့ဘာသာကိုဘယ်လောက်ချစ်မြတ်လို့လဲဆိုတော့အဲ့ဒါတွေဘယ်လောက် aware ဖြစ်နေဆိုတော့သူသိကျင်တယ်ဆိုတော့ကျွန်တော်အဲ့ဒါတစ်ခုချပေးလိုက်တဲ့အခါမှာမထူပူသွားတော့လေငကိုတဲ့အဲ့ဒါတွေမေးလာနိုင်တယ်ဆိုတော့ကြိုကောင်းတဲ့မှာစဉ်းစားထားတယ်အဲ့တော့ဒီနေရာမှာမေးခွန်းဒီ၅ခုနဲ့စိတ်ဆက်ပြီးပြောချင်တာက leadership နဲ့ impact ဆိုတော့ချိတ်ပြီးပြောချင်တယ်အဲ့ခါမှာဆိုရင် leadership ဆိုတဲ့စကားကိုလူငယ်တွေပေါ့နော်ဖြေမဲ့သူတွေအမှတ်မမှားစေချင်တာကိုရီကိုတိုင်းပြည်ပြည်ဒီနိုင်ငံအဆင့်ကမ္ဘာအဆင့် leader တွေနဲ့ပခုံးနှန်းရှင်ပြီးပြောနိုင်မှာကိုယ့်ကိုပုံဖော်နိုင်မှချီးနေရမှာမဟုတ်ဘူးတကယ်ကိုယ့်ရဲ့ impact အစစ်မှန်ကိုကိုယ့်ရဲ့ background ကိုအခြေခံပြီးတော့တကယ်လုပ်နေတဲ့ဟာကို genuinely assertiveness ရှိနဲ့ genuinely ပြောပြနိုင်ရင်ကိုအဲ့ power သူကူးစက်ခံစားလို့ရတယ်ဒါပေမဲ့ချိန်နေပေါက်ကတော့ဘာလို့ပြရရမလဲဆိုတော့ကိုယ်တကယ်တာဝန်ခံနိုင်တဲ့အချက်လက်မှန် assertiveness အပြည့်နဲ့ impact ကိုအဲ့ချိန်ကြွားမယ်ချိန်အဲ့ချိန်မှာ assertiveness အပြည့်နဲ့ပြောပြနိုင်မှုလိုတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးမပြောပြနိုင်ရင်တော့ရမှာမဟုတ်ဘူးအဲ့တော့ leadership ဆိုတာအဓိကပြန်ပြောရရင်ကိုတကယ်တာဝန်ခံနိုင်တဲ့အနေအထားတစ်ခုကိုအတွေးမြင်အစစ်နဲ့ကို impact အစစ်နဲ့ assertiveness ရှိနဲ့ပြောပြပါလို့အကြံပေးခြင်းတယ်အဲ့တော့အဲ့ killer question တွေကကိုနယ်ပယ်နဲ့ဆိုင်ပြီးတော့ဖြစ်ပေါ်တိုးတဲ့ပြောင်းလဲမှုတွေကို aware ဖြစ်နေပါအဲ့ဒါတွေ theory အမြင်နဲ့ကိုကြိုပြီးတော့တတ်နိုင်တဲ့လောက် background reading လုပ်ပြီးတော့ကြိုပြင်ထားပါလို့ပြောချင်တာဟုတ်ကဲ့ပါကိုကျေးဇူးတင်ပါတယ်ရှင်ဆိုတော့အမှန်လားပြပြပေးပါအောင်ရှင်အမကတော့ဗောနော်ဟို Chevening scholarship ဆိုတာကဒီ not only ဟိုတာဗောနော် not for a year study ဆိုပြီးတော့မှသူတို့ရဲ့ဒီဟိုပါတယ်မှာဖော်ပြထားတယ်ဗောနော်အမအိမ်မှာဖတ်ကြည့်လိုက်တဲ့ကမှာအရန်သဘောကျတာဟုတ်တယ်ဘာလို့ဆိုကျမတို့ Chevening ကိုရှောက်လိုက်တဲ့အချိန်တွေမှာဆိုရင်ကိုက study လုပ်ဖို့ပဲအာယုံကအဓိကကိုယ့်ရဲ့ focus ကအဲ့လိုသွားတယ်ဒါပေမဲ့ Chevening ရဲ့သူ့ရဲ့ဟိုစားဗောနော်သူ့ရဲ့ ultimate goal လို့ပြောမှာဗောနော်အဲ့ဒါကဘာလဲဆိုတော့ it's a network for life လို့ပြောပါတယ်ဆိုတော့ကျမတို့က Chevening ကို scholarship အနေနဲ့ပဲအဲ့လောက်နဲ့ပဲမရက်ပဲနဲ့ကိုယ့်ရဲ့ network for life အနေနဲ့အသုံးပြုဖို့ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ဒီနေ့ဒီမေးခွန်းကိုစဉ်းစားတဲ့အခါမှာကျွန်မက professional relationship ဆိုတဲ့ဟာကိုနည်းနည်းလေးမိမောင်းထိုးခြင်းတယ်ပေါ့နော်ကိုကရောက်ရှိတဲ့နေရာတိုင်းမှာကျမတို့ကဟိုဘယ်လိုခေါ်မလဲပြဿနာရှာခဲ့တာမဟုတ်အထုံးလေးဆိုတာကတန်ရောစဉ်အထုံးလုပ်ငန်းနဲ့ဆိုင်တဲ့တန်ရောစဉ်ဖြစ်ရင်ဖြစ်မယ်ပေါ့နော်ဘာပဲဖြစ်ဖြစ်ကိုယ့်ရဲ့မှတ်ကြောက် milestone လေးတွေကိုထားခဲ့တယ်ဆိုလို့ရှိရင်အဲ့ဒီ milestone တွေကကျမတို့ရဲ့ professional relationship ကိုဆက်ပြီးတော့ sustainable ဖြစ်အောင်လို့ပေါ့နော်အထောက်အကူဖြစ်စေမယ်ပေါ့နော်အဲ့ဒါလေးကိုလည်းကျွန်မမိမောင်းထိုးချင်ပါတယ်လို့ကျေးဇူးပါညီမရေဟုတ်ကဲ့ပါရှင်ကျေးဇူးတင်ပါတယ်ဟုတ်မင်းတို့ပြပေးပါအောင်ရှင်ဟုတ်စုအဲ့ဒီမှာလေအဲ့ဒီ5 questions to consider တဲ့က number 2လေးကိုတော့အမတော်တော်လေးဟိုပါသဘောလဲကြတယ်ပေါ့နော်အဲ့ဒါလေးနဲ့ပတ်သက်လည်းနည်းနည်းလေးဆွေးနွေးချင်တာလေးရှိတယ်သူ့မှာနေပြီး influencing others ပေါ့နော်ဆိုတဲ့နေရာမှာဒီ influencing ကိုဘယ်လိုလုပ်ပုံလုပ်လေးရှိတယ်လဲဆိုတာကို leadership နဲ့ချိတ်ဆက်ပြီးတော့အစေးမှလည်းရေးထားပြီးသားဖြစ်တယ်ပေါ့နော်အဲ့ဒါတွေကကိုယ့်ရဲ့ဒီလုတ်ခဲ့တဲ့ဟာတွေပေါ့နော်ဒီ leadership trait အရာကိုကနေပြီးတော့မှ leadership မှာသူများကို empower လုပ်တယ်ဆိုရင် empower လုပ်ပြီးတော့ influence လုပ်တယ်ပေါ့ဒါမှမဟုတ်ဘယ်နဲ့ collaborate လုပ်တယ်ဆိုရင်ဒါ collaborate လုပ်ပြီးတော့ influence လုပ်တယ်ပေါ့ဆိုတော့သူရဲ့ influence လုပ်ပုံကချိပြီးတော့ရေးထားခဲ့ကြတာအစီးမှာပြီးသွားပြီပေါ့နော် present past အနေနဲ့ပြီးသွားပြီပေါ့နော်ဒါပေမဲ့ဒီ interview မှာကြုံလာနိုင်ရတဲ့ question တွေထဲမှာခုနမှလားပြောသလိုပေါ့ဒီ post grad master တခုရဲ့အတွက်ရွေးချယ်တာမဟုတ်ဘူးလေနော်သူက lifelong ချီးတနာဆိုတဲ့အခါကျတော့ဒီဟုတ်တယ်မင်းကတော့ဒီနေရာမှာ influence ဖြစ်သွားပြီးမှန်တယ်ဒီလူတွေကိုတော့ဖြစ်မင်းရဲ့ team ကိုတော့ influence ဒီပုံဒီနည်းနဲ့လုပ်ခဲ့တယ်ဖြစ်တယ်ပေါ့နော်ဒါပေမဲ့တစ်ချိန်မှာဒီထက်ပိုပြီးကြီးမားတဲ့တယောက်ပေါ့
တယောက်ယောက်ကိုဘယ်လို influence လုပ်မလဲဆိုတဲ့ဟာလေးလဲစဉ်းစားထားဖို့လိုအပ်တယ်ပေါ့နော်ဆိုတဲ့ခါကျတော့အဲ့ဒီဟာတွေကကြတော့ခုနပြောတဲ့ဒီ situation star approach နဲ့ကိုကနေပြီးတော့ကိုယ့်ရဲ့ examples လေးပြောပြတဲ့အခါမှာနေပြီးတော့ panel ဘက်ကမြင်တတ်တယ်ပေါ့နော် okay ဒါဖြစ်ရင်ဒီအထိတော့ရောက်ပြီးသွားပြီနောက်တစ်ဆင့်အနေနဲ့ how will you influence them ပေါ့အဲ့ဒီမှာတော်တော်ကြီးတဲ့လူတယောက်ကိုလည်းသူတို့ example အနေနဲ့ပြောလိုက်တာမျိုးလည်းဖြစ်သွားနိုင်တယ်ပေါ့နော် I like the question ဟုတ်တယ်အဲ့လိုမျိုးအဲ့ဒီအချိန်မှာကိုကနေပြီးတော့ influence ကိုအခုလုပ်နေတဲ့ influencing techniques အပြင်ကိုနောက်တစ်ချိန်မှာဆိုရင်ရောဘယ်လိုသုံးမလဲဆိုတဲ့အပိုင်းပေါ့နော်အဲ့ဒါလေးလည်းကြိုပြီးစဉ်းစားထားတဲ့နေပေါ့နော်ပြီးတော့အဲ့ဒီအချိန်မှာတစ်ခုစဉ်းစားမှာက influence လုပ်တယ်ဆိုတာကတစ်ခါတလေအရင်ကြဲကြဲ loud ဖြစ်စရာမလိုဘူးပေါ့နော် quiet influencing ဖြစ်ဖို့လိုတယ်ဥပမာတစ်ခုဆိုလို့ရှိရင်အရင်ဒီကိုယ့်ထက်ယာဒူးတွေလည်းကြီးကိုနဲ့အရင်အလှမ်းဝင်နေတဲ့လူတယောက်ကိုက influence လုပ်တဲ့အခါမှာပါဖြစ် general နဲ့သုံးတဲ့ data ကိုသုံးတာပုံစံမျိုးပေါ့နော်ဒါမျိုးလေးတွေလည်းထည့်သွင်းစဉ်းစားထားတာတော့ကောင်းတယ်လို့အမှားတော့ဒီ interview မှာတာခင်ပါလိမ့်မယ် အလောလောဒီကန်တွေးဖို့ vision ရှိမှုက ရှိမှုကိုလည်းသူတို့ကကြည့် ကြည့်အဲ့ဒါနည်းပါအောင်မဟုတ်နော် ဟုတ်တယ်အဲ့လိုမျိုးလေးလည်းဖြစ်တယ် အဲ့လိုဟိုရောနင်းပြောရတော့စင်ကြီးမဆုတဲ့ရောဘယ်လိုမျိုးဟိုပြခဲ့တယ်အမေဝင်လေးတွေအဲ့တကယ် official website ကပြောထားတဲ့ငါးခု ငါးခုတည်း ဟုတ်ကဲ့ဒီမှာကကြတော့လေဒီနံပါတ်1မိကုန်းဆိုလို့ရှိရင်မှာ what does leadership mean to ဆိုလို့ရှိရင်ကြတော့အဲ့ဟာကပြောရလို့ရှိရင်ဒီ essay တဲ့မိကုန်းတွေကိုပဲပြန်ပြီးတော့သူတို့ကမီးရပါတော့ဆိုတော့အဲ့ထဲမှာရေးထားတဲ့ပုံစံလေးကိုပဲကိုကနေပြီးတော့ပြန်ပြောပြမယ်လို့တော့ထင်တယ်နောက်တစ်ခုကကြတော့ခုနက step ပထမမိကုန်းမှာပြောခဲ့လို့မျိုးပဲဟိုအဲ့တုန်းမှာဟိုထင်မြင်ခဲ့တဲ့ပုံသဏ္ဍာန် insight နဲ့အခုမှကိုထင်မြင်ခဲ့တဲ့ပုံသဏ္ဍာန် insight တွေကကြတော့တူလိမ့်မယ်ဒါပေမဲ့ပေးတဲ့ဥမာရောကွဲသွားမှာပါဆိုတော့ဂျားထဲမှာကဖြစ်ပျက်ခဲ့တဲ့ဟာတွေကရှိတာဟုတ်ဆိုတော့အဲ့ခါကျတော့ဘာကကိုနည်းနည်းလေး slightly ပြောင်းလဲသွားစေတယ်ပေါ့ကိုယ့်ရဲ့ဒီ leadership ပေါ်မှာမြင်တဲ့အမြင်ကငါဒီအတော်အတွင်းမှာကတော့ဒါတွေဖြစ်ပျက်ခဲ့တဲ့အတွက်ကြောင့်မို့လို့ငါရဲ့ insight ကတော့ဒီလောက်ထိပြောင်းသွားတယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးကိုထည့်ပြီးတော့ပြောပြနေတော့ထင်တယ်။ဘာလို့လဲထည့်ပြောဖို့လဲဆိုတော့အဲ့တုန်းက note down လုပ်ခဲ့ရပေါ့နော်။နောက်တစ်ခုကကျတော့ဆိုတော့ဟိုဒါကကြောင်းတော့မတက်ခင်မှာကိုယ့်ရဲ့ရှိနေတဲ့ထင်မြင်မှုပေါ့နော်။ကြောင်းတော့တက်ပြီးသွားတဲ့အခါကျလို့ရှိရင်ကောခုနကအမှားပြောလို့မျိုးဘာတွေပြောင်းသွားနိုင်တယ်လို့ထင်လဲဆိုတဲ့ဟာကိုဆိုတော့တို့စဉ်းစားထားတယ်။ဘာဖြစ်လို့ဆိုတော့အဓိကကသူတို့ကဒီဟာကို support ပေးတယ်ဆိုတဲ့ဟာကသူတို့ရဲ့ဒီဟိုဘွဲရအောင်တခုပဲလုပ်ပေးရမှာမဟုတ်ဘူးเนาะဆိုတော့ဒီလိုရဲ့ဒီတွေးခေါ်ပုံ approach ကိုပါလုပ်ပေးတဲ့အတွက်ကြောင့်ငါတော့ဒီလိုမျိုးတွေပြောင်းသွားနိုင်ကြတော့ရှိတယ်အဲ့လိုပြောင်းသွားတဲ့အတွက်ကြောင့်မလို့လည်းဘာ impact တွေပြန်ရှိနိုင်လဲဆိုတဲ့ဟာကိုဒီ leadership နဲ့အဲ့ impact ကိုပြန်ပြီးတော့ပြန်ချိတ်တာပေါ့เนาะအဲ့ချိတ်တဲ့ link လေးကိုဆိုတော့အဲ့လိုတီးထားပြီးတော့မှတ်ထားတယ်ပေါ့เนาะအကယ်၍များမေးခဲ့တည်ရှိတော့အဲ့ဒါကိုပြန်ပြီးတော့ပြန်ချိတ်နေဆိုပြီးတော့ဆိုတော့မှတ်ထားတယ်ပေါ့เนาะဆိုတော့အဲ့ဒါတစ်ခုပါနောက်တစ်ခုကကျတော့ဒီထဲမှာတော့မပါပေမဲ့လေသူကဆိုတော့ဖမ်းမိတဲ့လောက်ဆိုလို့ရှိရင်ဒီဘယ်လိုမျိုးအခက်အခဲတွေရှိလာနိုင်တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးလေးတွေကိုပြောတယ်ပေါ့နော်အဲ့တော့သွားတဲ့အချိန်ကလည်း critical ဖြစ်နေတဲ့အချိန်ရှိတဲ့ခါကျတော့ဒီ culture shock ပါရအပြင်ကိုအခြားသောကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာ barrier တွေဘာရှိနိုင်လဲပြီးတော့ academic နဲ့ဆိုင်နေပေါ့နော် academic နဲ့ဆိုင်တဲ့ဟာတွေကိုဟိုဘာတွေရှိနိုင်တယ်လဲပေါ့နော်ဆိုတော့အဲ့ဒီချက်နိုင်တဲ့ challenges လေးတွေကိုလည်းကိုကဘယ်လိုမျိုး overcome လုပ်မလဲဆိုတဲ့ဟာမျိုးလေးပေါ့နော်အဲ့ဒါလေးတွေပြောခဲ့အဲ့ဥမာရာသီဥတုအေးရတော့ထည့်မပြောတော့ဘူးเนาะဆိုတော့အခြားသော academic နဲ့ဆိုင်တဲ့ဟာတွေနဲ့ critical ဖြစ်မဲ့ဟာလေးတွေ overcome လုပ်မဲ့အကြောင်းအရာလေးကိုလည်းထည့်ပြီးတော့စဉ်းစားခဲ့ပါတယ် ဟုတ်တယ်ကိုဗစ်ပါညာလည်းတော်တော်လေးမှเนาะ challenge ဖြစ်တဲ့ situation အဲ့ခါကျတော့ဟုတ်ပါတယ်